မင်္ဂလာပါဆွေပင်းကူ 3D မိတ်ဆွေအားလုံးမင်္ဂလာပါနော်ဆွေပင်းကူရဲ့တင်ရှာမြင်ရှာကြားရှာအားလုံးဥထိပ်မှာပါဆိုတော့ 3D တကွက်ပြောပေးမှာဖြစ်ပါတယ်နော်6 6 8က3 6 9 2က2 6 4 1က1 3 2 1 8 4 8က3ညနော်3 2 1 3ည4 4 8ဘယ်ကလာတဲ့ဒီနေ့8 6ကနေ့နော်8 6ကနေ့5 8 9ကနေ့နော်နေ့6 4ကနေ့နော်3 5 4ကနေ့3 5 4ကနေ့နေ့6 4ကနေ့5 6 5 8 9ကနေ့8 6ကနေဆိုရင်တော့4ထိပ်ဖြစ်ပါနော်4ထိပ်ဆိုရင်6 6 8က3 6 9 9ကနေ3နေ6 4 1က1 3နေ1 8 4ထိပ်ရှိဆို3ညဖြစ်ဖို့ဆိုတော့3နေ1 3ညဖြစ်8 4ဆိုတော့8ထဲမှာရမယ်နော်8 4 8မှာရမှာနော်8 4 8ဖြစ်တဲ့ချိန်မှာတဲ့ဒီ9ဒီ9က5 6 8က9ဒီ6ကနေ9 9က6ဒီ6က3နေ1က6ဒီ8ဆိုလို့ဆိုရင်4 6 8မှာ8လို့ဖြစ်မယ်နော်8ဟာ4 6 8ဒီ6က3နေ1ဒီ6ကနေ9 9ဒီ9က5 6 8လို့ဖြစ်နေပါလေနော်ဒါ4ထိပ်8ပိတ်လို့ဖြစ်သွားတဲ့ချိန်မှာမှ9 6 8က3 4 6 9 9ကနေ6 4 1က1 3နေ1 8 4 8က10 3နေ1 10လို့ဖြစ်ပါတယ်နော်3နေ1 10ဖြစ်အချင်းမှာနောက်ထပ်3ညနေ1က3 5 9 3ညကနေ3နေ3ည3 8က1 3နေ1ဒီမှာ3ညဖြစ်ဖို့ဆိုရင်6 6ဆိုရင်ဒီမှာ5ပဲ5ခလဲထဲမှာရမယ်နော်6 6 5ထဲမှာ10ဖြစ်မယ်နော်ဒါဆိုရင်ဒီမှာဇက်လန်းတွေကလာပါတယ်နော်ဇက်လန်းပါလာလဲတဲ့ဒီမှာ6နှလုံးခွန်9နဲ့9နဲ့နှလုံးရှိဒီ4နဲ့5နဲ့နှလုံးကို5နဲ့1နဲ့6 6နဲ့1နဲ့ခွန်9နဲ့9နဲ့8 4နဲ့5နဲ့9 6ခွန်8 9နော်6ခွန်8 96ခွန်ဖြစ်9ဖြစ်အချိန်မှာဒီ3လုံးနေ့3လုံးနေ့9 6ခွန်3လုံးနေ့နော်အဲ့ဆိုရင်6 1 5ဆိုရင်3လုံးနေ့လို့ဖြစ်ပါနော်အဲ့ဆိုရင်5ခလဲတော်တော်လေးခိမ့်မာနေပါလေနော်ဒီဘက်မှာလဲ5နေ့6က3 5နေ့6က3 4နေ့ခွန်က3 6ခွန်3ညက3 6ခွန်3ညက3နေ့6 5က3ဆိုရင်5ခလဲတအားကောင်းနေပါလေနော်ဒါပေမဲ့ဒီလိုက်မှာ3နေ့1 3ည9 6 8က3 6 9ခွန်ကနေ့6 4 1က1 8 4 8က3ည3နေ့1 3ညဘယ်ကလာတယ်လဲ8 8 8 6ကနေ5 8 9ကနေနေ့6 4ကနေ3 5 4ကနေတဲ့နော်ဒါဆိုရင်ဒီ9က5 6 8က9ဒီ6ကနေ9 9က6ဒီ6က3နေ1က6ဒီ8က4 8 6မှာ8တဲ့9 6 9 6 6 8 9 6 6 8ဆိုရင်4ထိုက်8ပဲ3ညနေ1က3 5ခွန်3ညကနေ့3ည3 8က1 9 6 5က10 3နေ1 10ဆိုရင်4 5 8တကွယ်ကောင်းဖြစ်ပါတယ်နော်ဆွေပင်ကို 3D မိတ်ဆွေအားလုံးကံကောင်းကြပါစေနော်6ချိန်အတွက်